ရှက်ခန့်နေအသွေးစုပ်ပြတ်တတ်နေသောအလုံးသာကြောက်ဆုံးကအိုဟောင်းတာချခဲ့ပြီးဖြစ်သောအပြုံးများနိုင်မြူရက်တော်သူတွေပဲရရှိတတ်တဲ့အရာအရှုံးလားနှစ်ပြီးထားခဲ့တဲ့တန်ရောစဉ်ကျိုးမြင့်လေးတွေရဲ့အထုံးများရစ်ပတ်ခဲ့ဘူးပါတယ်အချိန်ကာလတစ်ခုထိပဲဆိုပါတော့ထိုစဉ်ကသူ့ရဲ့ချက်ကကျွန်တော်ရဲ့ချစ်ထက်ပိုရာပေါ်အကာလာအချိန်ဒီမှာတော့သူစကားတွေကချိုးတာပေါ့ခုချိန်မှာပြန်သွေးကြည့်တော့ဒီစကားတွေကမချိုးတာတော့ချစ်ခဲ့တာမှန်ပေမဲ့သူချစ်နေသေးတယ်မဟုတ်တော့ပါကျွန်တော်ဘက်ကစိတ်တူတလုံးမျိုးလဲသူနှလုံးသားလေးကမဟုတ်တော့ပါဟုတ်ပါတယ်သူမှန်ပါတယ်ကျွန်တော်တို့ဘာမှမဟုတ်တော့တာကျွန်တော်သူ့ကိုလွမ်းနေပြီးတော့စိတ်နဲ့ခံတာရုပ်ရောမှာတိပါတယ်တိုးတော့တိမြင်လျက်နဲ့ကျွန်တော်ကချစ်နေတော့မဲငယ်ချင်းတွေဝိုင်းပြောကြအရှုံးနေတဲ့ပါသွက်နှစ်နေအောင်လဲလွမ်းစရာတွေနာစရာဖြစ်မိမတယောက်တွက်နဲ့မပြေဆုံးနဲ့သူပေးခဲ့တဲ့နာစရာတွေကိုငါမြတ်တာနဲ့ချစ်တွေဖုံးနေမင်းလည်းမကြည့်ခဲ့တဲ့သူမင်းငယ်မကြည့်ခဲ့တဲ့သူကိုယ့်ရဲ့နေဘလောက်တော့ပူမိရနေပူမင်းမသိနိုင်ကြောင်းလေလို့သွားတဲ့သူသိပြီးတော့လွန်နေသူမတရားလေးညောက်သူဖန်တီးခဲ့တော့သူအခုတော့ပဲမလဲအခုတော့ပဲလဲလိုက်ရှာနေလည်းမတွေ့တော့ပါထွက်သွားတဲ့သူတွေအတွက်တော့အသိဆိုတာကမေ့ရောစရာငါလည်းပဲမေ့နိုင်မှာပါမတိကြသေးတဲ့တနေ့ပေါ့ကွာတိတ်လာတဲ့နာမည်လေးနဲ့ပြုံးနေကိုတော့မမေ့တော့ပါအကောင်ရမမှောင်ရဟာတိတ်ဆိတ်ချင်းနေနဲ့သူငါရင်ထဲသို့ရတာတစ်ခုဝင်လာတဲ့တတိယချင်းတွေနဲ့ပူပူလန့်လို့တိုးမိနေတော့ငါဟာအသိဉာဏ်မရှိလေတဲ့သူတဘွားလုံးသာရည်စူးပြီးယူငါချစ်စိတ်ကြီးနေတဲ့လူကဘာပေါ်မှာလူသားတိုင်းချစ်တယ်လို့ပြောဘူးကြတာမှန်တယ်ဘဝနဲ့ရင်ပြီးသူ့နဲ့စစ်ရှိမှန်တီးရတာလည်းပဲတန်တယ်ဆိုပြီးတော့ကောင်းနေမလားပဲဆိုးဒီတလာနေတော့ကံရဲ့ရှာဖွေရခတ်တဲ့ငါကိုငါလိုချင်မိတယ်ကွာပြန်လဲကုစားပြီးနိုင်တော့ချိန်ဆိုတာငါပေါ်မှာမူတည်တာတီးတယ်တီးရက်နဲ့ရုံးတော့ရခတ်တဲ့အချိန်တွေဆိုတာလည်းရှိတယ်မျောလင်းချက်ကြီးတဲ့သူတွေဟာခံစားချက်ပူတော့ထိရဲ့နှစ်ယောက်လုံးစာမှတ်ရရဲ့အားလုံးတစ်ယောက်တည်းရင်နေမှာပဲရှိတယ်မင်းလည်းမကြည့်ခဲ့တဲ့သူမင်းလည်းမကြည့်ခဲ့တဲ့သူကိုယ့်ရဲ့နေဝလောက်တော့ပူမိရနေပူမင်းမသိနိုင်ပြောင်းလဲလို့သွားတဲ့သူအသေးပြီးရလွန်တဲ့သူမတရားလေးညောက်သူဖန်တီးခဲ့တော်သူအခုတော့မင်းလည်းမကြည့်ခဲ့တဲ့သူမင်းလည်းမကြည့်ခဲ့တဲ့သူကိုယ့်ရဲ့နေဘလောက်တော့ပူမိရနေပူမမသိနိုင်ပြောင်းလဲလို့သွားတဲ့သူအသေးပြီးရလွန်တဲ့သူမတရားလေးညောက်သူဖန်တီးခဲ့